61 61 61 61 61 61 ခုနကဗီဒီယိုထဲမှာပါဝင်တဲ့6171လို့ပြောနေတဲ့ကောင်တွေက SCP-061 နဲ့ပတ်သက်နေရဆိုပြီးတော့လူတော်များများကပြောနေကြပါတယ်။ဒါတကယ်ပဲလားဆိုတော့ကိုဒီဗီဒီယိုမှာပြောပြသွားအောင်။အားလုံးမင်္ဂလာပါ။ Q Entertainment ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျောင်းကစားပန်းကြီးပါ။ကျွန်တော်ဒီဗီဒီယိုမှာတော့ကျွန်တော် YouTube comment တော်တော်များများကဒီ61ကြောက်ပြောရဆိုပြီးတော့လက်မှတ်ထားတဲ့ comment တွေကိုတွေ့လို့ကျွန်တော်ဒီဗီဒီယိုကိုလုပ်လိုက်ပြီးဖြစ်ပါတယ်။အဲဒီဗီဒီယိုထဲမှာတော့ဒီ61လို့ခေါ်တဲ့ Internet Horror Memes အကြောင်းနဲ့နောက်ပြီးတော့ဒီ SCP-061 နဲ့ပတ်သက်တဲ့အကြောင်းတွေကိုကျွန်တော်သိတော့ပြောပြသွားမယ်။ဒီလိုလေးမစခင်မှာတော့ထုတ်ဆက်တိုင်းမှာကျွန်တော် Q Entertainment YouTube Channel ကို Subscribe လုပ်လို့ဆိုရင် Subscribe လုပ်ပေးကြပါ။ဘေးနား notification လေးကိုလည်းနှိပ်ပေးကြပါ။နောက်ပြီးတော့ထုတ်ဆက်တိုင်းမှာတင်နေတဲ့ဒီဗီဒီယိုလေးကို YouTube ကြည့်နေဆိုရှင်တော့ VPN နဲ့ခံပြီးတော့ကြည့်ပေးပို့နေပေးကြဖို့လည်းတောင်းဆိုနေပါတယ်။စလိုက်အောင်ပါ။61လို့ခေါ်တဲ့ Internet Memes ကကျွန်တော်ရင်တော့တင်ခဲ့မှုတဲ့ Horror 67 Kids ဆိုတဲ့ဗီဒီယိုတွေကဒီ67 Memes လို့ပဲပေါ့နော်ဒီ social media ပေါ်မှာအရန်ကိုနာမည်ကြီးတဲ့တာမန် trend တစ်ခုဖြစ်ပါတယ်ဒီ trend ကိုပထမဆုံးစတင်ခဲ့တဲ့သူကတော့ကျွန်တော်ဒီဗီဒီယိုရဲ့အစမှာပြသခဲ့တဲ့ဗီဒီယိုတွေကလူမဲမျိုးသားလူငယ်တစ်ယောက်ဖြစ်ပါတယ်သူက2025ခုနှစ်အောက်တိုဘာလ16ရက်နေ့တုန်းကဒီ Spartan Switch လို့ခေါ်တဲ့ TikTok အကောင့်ကနေစပြီးတော့ဒီ trend ဗီဒီယိုကိုစတင်ခဲ့တာဖြစ်ပါတယ်သူဒီဗီဒီယိုကိုစတင်ခဲ့ပြီးနိုင်ပိုင်းအတွင်းမှာပဲဒီဗီဒီယိုကအရင်တုန်းကရှိခဲ့တဲ့67 memes လိုမျိုးပဲနောက်ထပ်ပေါ်လာတဲ့61 memes ဆိုပြီးတော့အရန်ကိုနာမည်ကြီးသွားခဲ့ပြီးတော့ကမ္ဘာနှံ့ကိုပြန့်နှံ့သွားခဲ့ပါတယ်အထူးသဖြင့်တော့သူ့ရဲ့ဒီဗီဒီယိုထဲမှာပါဝင်တဲ့61လို့ပြောနေတဲ့ reaction ကြောင့်ဒီ reaction ကတော်တော်လေးကို creepy ဖြစ်ပြီးတော့ကြောက်စရာကောင်းပါတယ်ဒီ reaction ကြောင့်ပဲသူ့ရဲ့ဗီဒီယိုက creepypasta story ဖန်တီးတဲ့သူတွေ horror content ဖန်တီးတဲ့သူတွေစီကိုရောက်ရှိသွားပြီးတော့ horror memes တစ်ခုအနေနဲ့ပြောင်းလဲသွားတာဖြစ်ပါတယ်အဲ့နောက်မှာတော့ horror content ဖန်တီးတဲ့သူတွေကဒီ61 memes ကို horror 67 kit တော့လို့ပဲ SCP Foundation နဲ့ပေါင်းစပ်ပြီးတော့ horror content တွေဖန်တီးလာကြတာဖြစ်ပါတယ်သူတို့နဲ့ပဲ61 memes က SCP-061 နဲ့သက်ဆိုင်သလိုမျိုးဖြစ်လာခဲ့တာဖြစ်ပါတယ်တကယ်တမ်းမှာတော့လုံးဝကွဲပြားပါတယ်ဘယ်လိုမျိုးကွဲပြားလဲဆိုတော့ကိုသိအောင် SCP-061 ရဲ့အကြောင်းကိုဆက်ပြီးတော့ပြောပြပေးချင်ပါတယ် SCP-061 ဆိုတာကတော့အတန်လိုင်း audio pattern တစ်ခုဖြစ်ပါတယ်ဒီအတန်ကဘယ်လိုအတန်လဲဆိုတာကိုတိကျပြောဖို့ခက်ပေမဲ့ဒီအတန်ကိုကြားလိုက်ရတဲ့သူတွေကသူတို့ရဲ့စိတ်ဆုံးဖြတ်ချက်နဲ့မူရာအားလုံးကိုဇုံတစ်ယောက်ကထိန်းချုပ်လိုက်တဲ့ပုံစံမျိုးဖြစ်သွားမှာဖြစ်ပါတယ်နောက်ပြီးဒီ SCP-061 က SCP Foundation ရဲ့ဒီကွန်ပျူတာတစ်ခုထဲမှာရှိတဲ့ audio pattern file တစ်ခုဖြစ်ပါတယ်ဒီ file ကိုဖွင့်ပြလိုက်တဲ့သူကပဲဒီအတန်ကိုကြားရမှာဖြစ်ပြီးတော့သူ့ရဲ့ထိန်းချုပ်မှုကိုခံရမှာဖြစ်ပါတယ်ဒါပေမဲ့ headphone နဲ့နားထောင်တာမျိုးမဟုတ်ပဲspeaker နဲ့ဖွင့်ရမယ်ဆိုရင်တော့ဒီအတန်ကိုကြားရတဲ့သူတိုင်းကဒီ SCP-061 ရဲ့ထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်အတန်ကြားပြီးတော့10စက္ကန့်အတွင်းမှာပဲထိန်းချုပ်မှုအောက်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်ဒီအတန်ကဘယ်လိုအတန်လဲဆိုရင်လူတစ်ယောက်ရဲ့အတန်ဖြစ်ပြီးတော့ဘယ်ဟာလောက်ရမယ်ဘာလောက်ရမယ်စသဖြင့်ဒီလိုမျိုးထိန်းချုပ်စေခိုင်းနေတဲ့အတန်ဖြစ်ပါတယ်ဒီလိုမျိုးအမိန်ပေးနေတဲ့အတန်ကလုံးဝရက်တက်သွားမှာဒါထိန်းချုပ်မှုအောက်ကနေလွတ်မြောက်မှာဖြစ်ပါတယ်ဒီအတန်ကအန်ရရှိတာတွေကိုလည်းခိုင်းစေနိုင်ပေမဲ့ဒီ SCP-061 ကို SCP Foundation ကတော့ထိန်းချုပ်ရလွယ်ကူတဲ့ safe plus အနေနဲ့ပဲသတ်မှတ်ထားပါတယ်ဘာလို့လဲဆိုတော့ဒီ audio pattern file ကိုမဖွင့်မိဘူးဆိုရင်ဘာအနေမှမရှိသလိုတကယ်လို့ဖွင့်လိုက်မိမယ်ဆိုလို့ရှိရင်လည်း volume level ကို0ထိထားလိုက်မယ်ဆိုရင်ဘာအတန်မှမကြားရတဲ့အတွက်ကြောင့်မလို့ဘာအနေမှမရှိနိုင်ပါဘူးဒါကြောင့်လည်း SCP Foundation က SCP-061 ကိုဘာအနေမှမရှိဘဲထိန်းချုပ်ရလွယ်ကူတဲ့ safe plus အနေနဲ့သတ်မှတ်ထားဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်ခုပြောပေးခဲ့တာကတော့ SCP-061 နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ပြီးတော့ internet ပေါ်မှာနာမည်ကြီးတဲ့61 memes နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးရေးတဲ့ထင်မြင်ချက်ကိုလည်းအောက်က comment မှာဝင်ရောက်ရေးသားတော့ရပါတယ်နောက်ထပ်ဗီဒီယိုလို့ဆိုတဲ့အကြောင်းအရာနဲ့သိချင်ကြရှင်ရှင်လည်းအောက်က comment မှာဝင်ရောက်ရေးသားတော့ရပါတယ်ကြောက်တတ်နိုင်တော့ reset လုပ်ပြီးတော့ဗီဒီယိုပုတ်ပြောင်းဖန်တီးပေးတော့မယ်ဗီဒီယိုဆုံးကြည့်မလို့ကျေးဇူးတင်ပါတယ် like and subscribe လေးလည်းနှိပ်တော့မိပါတယ်နောက်ဆက်ပြီးတော့ကြောင်းလေးကြောက်ဆောင်ကြောင်းနဲ့တူပြန်လာခဲ့ပါဦးမယ်bye bye